ဒီနေ့ Bitcoin ကိုဝယ်ထားရင်နောက်9နှစ်အကြာမှာတင်ဘယ်လောက်ချမ်းသာလာမလဲ Bitcoin ဆိုတာဘာလဲ Bitcoin ဆိုတာကမ္ဘာပထမဆုံး cryptocurrency ဖြစ်ပြီးတော့ digital ငွေကြေးတွေရဲ့ဘယင်တို့တောင်တင်စားကြပါတယ်ကမ္ဘာပေါ်မှာလူဦးရေ8.2 billion ရှိပြီးတော့ Bitcoin ကိုကြတော့20တန်းပဲထုတ်ထားတာဖြစ်ပါတယ် Bitcoin ကို2009ခုနှစ်မှာSatoshi Nakamoto ဆိုတဲ့သူဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကစတင်ဖန်တီးခဲ့ပါတယ် Bitcoin ကိုဖန်တီးရတဲ့ရည်ရွယ်ချက်ကဘဏ်အစိုးရဖွဲ့အစည်းတစ်ခုခုရဲ့ထိန်းချုပ်မှုမပါဘဲနဲ့ငွေကြေးစနစ်တစ်ခုကိုဖန်တီးခဲ့တာဖြစ်ပါတယ်အဲဒီအချိန်မှာလူတွေက Bitcoin ကိုယုံကြည်မှုလုံးဝမရှိကြသေးပါဘူးဒါပေမဲ့2010ခုနှစ်တည်းရဲ့နောက်ပိုင်းမှာ Bitcoin ရဲ့ရွှေရောင်နေ့ရက်တွေကစတင်ခဲ့ပါတယ်2019ခုနှစ်မှာ Bitcoin ရဲ့ဈေးနှုန်းဟာတစ်နှစ်အတွင်း10 ဆထိတက်သွားပြီးလူတွေက Bitcoin ကိုအနာဂတ်ရဲ့ငွေကြေးလို့စတင်ဟောဆိုလာကြပါတယ်ဒါပေမဲ့ Bitcoin ရဲ့ခရီးကလွယ်ကူဖြစ်မနေပါဘူးဈေးနှုန်းအတက်အကျကျမှုတွေအခခံရမှုတွေတရားဝင်အသုံးပြုခွင့်မပေးတဲ့နိုင်ငံတွေကြောင့် Bitcoin ကစိန်ခေါ်မှုတွေများစွာကိုရင်ဆိုင်ခဲ့ရပါတယ်ဒီနေ့ပြောချင်တာကတော့ဒီလောက်ပါပဲနောက်နေ့မှာပြန်ဆုံကြမယ် Okay